နူးညံ့ဆိုပြီးရှားပေါ်မှာအရသာဆွဲကြံစီမဲ့အင်လုတ်စပိုက်စီအသားတုတ်ထူတငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်မိသားစုနဲ့ပဲဖြစ်ဖြစ်စူးစူးစီစီနဲ့လှုပ်ရှားဖို့အကောင်းဆုံးဟင်းလျာလေးပါလမ်းဘေးကဝယ်စားရတဲ့အရသာတဲ့ပိုကောင်းစင်မဲ့လှူဝက်ချက်တွေကိုပြန်လည်မျှဝေပေးလိုက်ရပါတယ်စပိုက်စီအသားတုတ်ထိုးရဲ့အသက်ကအသားရည်နူးညံ့မှုပါပဲအစီနဲ့တဲ့အသားကိုပပလေးတွေဖလီပြီးစလုံးနဲ့ထည့်ပါအနက်မွေးဘူးဂျင်းကျက်တုံမွေဟင်းချက်ဝိုင်နဲ့ပဲငပြာရည်အကြည်တို့ကိုထည့်ပေးပါအသားကိုနူးညံ့အိတ်ဆက်သွားစေဖို့ကြက်ရွအကာနဲ့ပြောင်းမှုမုံကိုပါထည့်နေပေးပါဒါဟာအသားတွေကအရည်ဓာတ်ကိုထိန်းပေးထားလို့ကြော်လိုက်တဲ့အခါအသားမချောက်သွားပြီးအဟင်းစားကောင်းစေပါတယ်အားလုံးနှံ့သွားပြီဆိုရင်တော့15မိနစ်ခန့်နှက်ပေးထားရပါမယ်အသားနှံ့ထားတဲ့အချိန်မှာဝါတုပ်လေးတွေကိုရေနွေးပူပူနဲ့ဆေးပေးပါဒါမှပိုးစင်ပြီးအသားထိုးတဲ့အခါပိုချွားမှုအစင်ပါပါနှက်ထားတဲ့အသားလွှာလေးတွေကိုဝါတုပ်လေးတွေမှာတစ်ခုချင်းစိတ်ရှည်လေးရှည်ထိုးပေးလိုက်ပါဒဲအိုးထဲမှာစီကိုအပူပေးပြီးစီပူလာပြီဆိုရင်အသားတုပ်ထိုးလေးတွေကိုထည့်ကြောပါမီအေးနဲ့9မိနစ်ခန့်စိတ်ရှည်ရှည်ကြော်ပြီးရင်အပြင်သားကရွှေအိုရောင်လေးနဲ့အထဲကနူးအိတ်နေတဲ့အသားတုပ်ထိုးလေးတွေရလာပါလိမ့်မယ်ပြီးရင်စီစစ်ထားလိုက်ပါစီနှဲငယ်ထဲမှာကြက်သွန်ဖြူကြက်သွန်မိတ်ငရုတ်သီးစိမ်းတို့ကိုစီတက်ပါပိုပြီးဆက်ဆက်လေးနဲ့အယောင်လာဖို့ငရုတ်သီးမုံငရုတ်ကောင်းမုံနဲ့နှမ်းတို့ကိုထည့်ပြီးစီမွေးတော့အောင်လုပ်ပေးရပါမယ်စီနတ်မွေးလာပြီဆိုရင်တော့ကြော်ထားတဲ့အသားတုပ်ထိုးလေးတွေကိုပြန်ထည့်ပြီးခဏမွေပါစီယာမုံလေးကိုအပေါ်ကနေဖြူပေးလိုက်မယ်ဆိုရင်တော့စီယာနန့်တင်းတင်းလေးနဲ့ဆိုင်ကဝယ်စားရတဲ့အသားတုပ်ထိုးအရသာချင်းထစ်သွားစေမှာပါဒီ spicy အသားတုပ်ထိုးလေးကိုအချင်းကြီးဆက်ဆက်လေးနဲ့ဖြစ်ဖြစ်ဒီအတိုင်းပဲဖြစ်ဖြစ်စားသုံးနိုင်ပါတယ်အသားကအရန်နူးညံ့ပြီးစီယာနန့်လေးမို့တစ်ခုစားပြီးတိုင်းနောက်ထပ်တစ်ခုကိုလက်မလွတ်နိုင်အောင်ဖြစ်သွားပါလိမ့်မယ်ဒီတစ်ပတ်ပိတ်ရက်မှာမိသားစုနဲ့အတူတူလောက်စားကြည့်ဖို့တိုက်တွန်းခြင်းပါတယ်